ယောက်ျားဖြစ်သူကစီဝါရေးသမားဖြစ်လို့သမီးဖြစ်သူကိုအတော်လေးတဝင်းတိုးတယ်လို့ပြောပြလာတဲ့တရုတ်ဆောင်မောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေအားလုံးချစ်ရတဲ့မင်းသမီးချော်လီမောင်ကတော့ပရိသတ်တွေကိုအတိမပေးပဲရုတ်တရက်လက်ထပ်ပြီးအခုချိန်မှာဆိုရင်တော့ချစ်စရာကောင်းတဲ့သမီးလေးကိုပိုင်ဆိုင်ထားပြီးလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကိုလည်းတိုးတိုးတိတ်တိတ်လူနေစုလောက်ကိုသာဖိပြီးအကျဉ်းချောင်းမင်္ဂလာဆောင်ခဲ့သလိုမင်းသမီးလေးမောင်ယူလိုက်တဲ့ခင်မွန်းတဲ့ကိုလည်းအတော်လေးစိတ်ဝင်စားနေခဲ့ကြပါတယ်အကြောင်းကတော့မုံတယောက်ဘသူ့ကမှအတိမပေးပဲယူလိုက်ပြီးအနုပညာလမ်းကြောင်းပေါ်ကနေအပီးတိုင်နှုတ်ဆက်ခဲလိုပဲဖြစ်ပါတယ်။မောင်လို့ပြောလိုက်ရင်သူမရဲ့တရုပ်ဆောင်ပြီးပင်မိုးရင်းနဲ့စကားပြောဆိုဟန်တွေကြောင့်အတော်လေးအချက်ပိုရသလိုအနုပညာလှူရှားမှုတွေကိုလည်းဇက်တိုက်လှုပ်ဆီးခြင်းခဲ့တာပါ။ဒါပေမဲ့လည်းမောင်ကတော့သူ့ရဲ့ခင်မွန်းတဲ့ဟာသူထက်အသက်ကြီးတဲ့သူဖြစ်သလိုခင်မွန်းတဲ့ရဲ့အထင်ကိုအောက်မှာပဲနေထိုင်ရတဲ့အတွက်အနုပညာအလုပ်တွေပြန်လုပ်ဖြစ်တော့မှာမဟုတ်ဘူးလို့အသိပေးလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်သမီးလေးကလည်းအမေဖြစ်သူထက်သူ့အဖေကိုပို့ချပြီးအနုပညာအလုပ်တွေနဲ့လုံးဝထိတွေ့ခွင့်ပေးမှာမဟုတ်ဘူးလို့ပြောပြလာခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မင်းသမီးလေးမုံကတော့တကယ်ကိုမှချစ်စရာကောင်းတဲ့အိမ်အောင်ရေးလေးကိုပိုင်ဆိုင်ထားပြီးပဲဖြစ်ပါတယ်။အခုတော့ချစ်စရာကောင်းတဲ့အိမ်အောင်ရေးလေးကိုပိုင်ဆိုင်ထားတဲ့မောပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေကိုလည်းကောင်းမပြပြပေးခဲ့ကြပါအောင်ရှင်။